139ခုမြောက်သောစာလံအပိုက်ငယ်17မှ12အကယ်၍မှောင်မိုက်သည်ငါကိုဖုံးလွှမ်းမိဟုတဖန်ဆိုလျင်ညသည်လည်းကျွန်ုပ်ပတ်ဝန်းကျင်၌အလင်းဖြစ်ပါလိမ့်မည်အကယ်စင်စစ်မှောင်မိုက်သည်ရှေ့တော်၌အဘယ်အရာကိုမျှမဖုံးနိုင်ပါညသည်နေ့ကဲ့သို့လင်းပါ၏မှောင်မိုက်သဘောနှင့်အလင်းသဘောသည်တူပါ၏အာမင်ကျမတို့ရဲ့ဘဝမှာတခါတလေမထင်မှတ်ထားတဲ့နေရာတွေမရောက်တဲ့နေရာတွေမရှိတဲ့နေရာတွေကိုရောက်သွားတယ်မရှိတဲ့နေရာတွေမှာရှိရတဲ့အခြေအနေတွေကိုကျမတို့ကြုံရတတ်ပါတယ်အဲ့လိုကြုံရတဲ့အခါမှာကိုရောက်နေတဲ့နေရာကဘုရားသခင်ရဲ့မျက်မှောက်တော်နဲ့ကင်းကွာသွားတယ်ဝေးနေတယ်လို့ခံစားရတဲ့နေရာတွေလည်းဖြစ်တယ်အဲ့နေရာကိုရောက်သွားတဲ့အခါမှာကျမတို့ဟာကြောက်ရွံ့ခြင်းတွေဓမ္မမဟုတ်ရင်လည်းအပြစ်ရှိတယ်လို့ဓမ္မမဟုတ်ရင်လည်းစိုးရင်ခြင်းတွေနဲ့ဖျားနဲ့အဝေးကြီးရောက်သွားပြီဖျားသခင်မမြင်တော့ဘူးလားဆိုပြီးတော့မှဖျားရဲ့မျက်မှောက်တော်နဲ့ဝေးကွာသွားတယ်လို့ခံစားခဲ့ရတဲ့အချိန်တွေရှိခဲ့ဘူးပါတယ်တခါတလေမှာဘုရားသခင်ကအဝေးကြီးကျမတို့တယောက်တည်းပဲရှိရတဲ့အချိန်တွေကိုလည်းကျမတို့ရင်ဆိုင်ခဲ့ရတဲ့အခါမှာကျမတို့ရဲ့ဘဝအသက်တာတွေမှာဘုရားရဲ့မျက်မှောက်တော်နဲ့ဝေးကွာနေပြီလားဆိုပြီးတော့ပေါ့နော်ကျမစိတ်ထဲမှာခံစားခဲ့ရဘူးတယ်ပရောဖက်ကြီးအေလိယကသူ့ရဲ့အသက်အန္တရာယ်ကြောင့်တောထဲကိုပုန်းရှောင်ခဲ့ရတယ်တကယ်တော့သူကဘုရားသခင်ရဲ့ရှေ့တော်မှောက်မှာစိတ်အားကြီးတဲ့သူဖြစ်တော်လဲပဲသူဟာလူတွေနဲ့ဝေးကွာပြီးတော့မှသူ့ရဲ့အသက်ကိုရန်ရှားတဲ့သူတွေကိုသူကြောက်ရွံ့ပြီးတော့ပေါ့နော်ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အခြေအနေတွေကိုကြုံခဲ့ရတယ်သူတောထဲမှာနေခဲ့ရတယ်အဲ့ဒီအချိန်မှာဘုရားသခင်သူနဲ့ဝေးကွာနေလားလို့ကျွန်တော်ထင်စရာရှိပါတယ်မဝေးပါဘူးပရောဖက်ယောနာရဲ့အသက်တာကိုကြည့်မယ်ဆိုရင်လေဘုရားရဲ့စကားကိုနားမထောင်ဘဲနဲ့တာရှုမြို့ကိုထွက်ပြေးတဲ့အတွက်ဒီငါးကြီးရဲ့ဝမ်းပိုက်ထဲမှာ3ရက်တိတိနေခဲ့ရတယ်။ကျွန်မစဉ်းစားကြည့်ပါတယ်အဲ့ဒီအချိန်မှာဘုရားရှင်သူ့ကိုမျက်နှာလွှဲလိုက်ပြီလားပေါ့နော်။ယောနာသက်တာမှာဘုရားသခင်ကိုငါးကြီးရဲ့ဝမ်းထဲကနေပြီးတော့မှဆုတောင်းတဲ့အခါမှာဘုရားသခင်ကသူ့ကိုပြန်ပြီးတော့မှအသက်ရှင်ခြင်းအခွင့်ကိုပေးပြီးနောက်ထပ်တစ်ကြိမ်အခွင့်အရေးပေးခဲ့တယ်ဆိုတာတွေ့ရပါတယ်။ဒါဝိမင်းကြီးရဲ့တတမှာလေသူဟာဘုရားသခင်ဗိတ်တိတ်ပေးထားတဲ့သူဖြစ်ပါတယ်။သို့တော်လည်းရှောလူရဲ့ရန်ကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ဒါပေမဲ့အတုလံဥမင်ကိုသူရောက်တဲ့အခါမှာသူပုံအောင်နေရပေမဲ့လေဘုရားသခင်သူ့အနာမှာရှိခဲ့တယ်ဆိုတာတွေ့ရပါတယ်။တမန်တော်ကြီးရှင်ပေတရုဟာထောင်ထဲမှာတော့ဒီတန်ဂျိုးတွေနဲ့ချီနှောင်ပြီးတော့ချုံနှုံခြင်းကိုခံရတဲ့အဆောင်အကျက်တွေကြားထဲမှာရှိနေတဲ့အချိန်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့နေရာမှာလည်းဘုရားသခင်ရှိခဲ့တယ်။ဘုရားရဲ့ကောင်းကင်တမန်ကရောက်လာပြီးတော့တမန်တော်ကြီးပေတရုကိုလာရောက်ခေါ်ဆောင်သွားတယ်ဆိုတာတွေ့ရပါတယ်။ဘုရားသခင်ရွေးကောက်ထားတဲ့အာဗြဟံရဲ့တူဖြစ်တဲ့လောတကလည်းအလွန်ဆိုးသွမ်းတဲ့သောဒုံနဲ့ဂေါမောရမြို့ထဲမှာရှိနေတာဖြစ်တယ်။သို့တော်လည်းဘုရားသခင်ကအဲ့ဒီဆိုးသွမ်းတဲ့မြို့တွေကနေလောတကိုကယ်ထုတ်ခဲ့တဲ့ဘုရားသခင်ဖြစ်ပါတယ်။ဒီနေ့ကျမတို့ရဲ့အသက်တာမှာကျွန်တော်တခါတလေရှိနေတဲ့နေရာတွေကအလွန်ဆိုးသွမ်းတဲ့နေရာတွေကြားထဲမှာဒုစရိုက်မှုတွေနဲ့ရောက်နေတဲ့နေရာတွေကြားထဲမှာရှိတတ်ပါတယ်။တခါတလေလေကျမတို့ရဲ့ဝင်းကျင်မဟုတ်တဲ့နေရာတွေမှာကျမတို့ရှိတယ်။တခါတလေကျမတို့ရဲ့ကြောက်ရွံ့ခြင်းတွေနဲ့ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့နေရာတွေရှိတယ်။တခါတလေလည်းကျမတို့ဧဝံဂေလိဟောစရာနေရာမဟုတ်တလို့မျိုးပေါ့နော်။အဲ့လိုနေရာဒေသတွေကိုလည်းကြုံခဲ့ရတယ်။တကယ်ဒုစရိုက်တွေနဲ့ပြုတ်နေတဲ့နေရာအန်ဒီယေတွေနဲ့ပြည့်နေတဲ့နေရာအဲ့လိုနေရာတွေကိုကြုံတွေ့ခဲ့ရတယ်။တခါတလေမှာကျမကစဉ်းစားမိတယ်ကျမဒီနေရာမှာရှိနေခြင်းကဟာဒါအမှုတော်ဆောင်တယောက်ရှိနေရမယ်နေရာမဟုတ်ဘူးအဲ့လိုမျိုးကျမတို့ထင်တယ်ဒီနေရာကနော်ဘုရားသခင်ရဲ့ကျေးဇူးတော်ကကျမတို့ဘယ်နေရာမှာပဲရောက်နေဖခင်ရဲ့မျက်မှောက်တော်နဲ့လွတ်သွားတဲ့နေရာမရှိပါဘူးဖခင်ရဲ့ကျေးဇူးတော်မရောက်နိုင်တဲ့နေရာမရှိပါဘူးတခါတလေကျမတို့ယုံကြည်သူတွေနော်စစ်ပွဲထဲမှာကြုံတွေ့နေရပါတယ်တိုက်ပွဲထဲမှာရင်ဆိုင်ကြုံတွေ့နေရပါတယ်ဒါဖြင့်ဘုရားသခင်ရဲ့သားသမီးတွေကဒီစစ်ပွဲထဲမှာမရှိရတော့ဘူးလားဒီ
ဒီဒါမဲ့စစ်ပွဲထဲမှာရှိနေပေမဲ့လည်းဘုရားသခင်ဟာဒီစစ်ပွဲထဲမှာကျမတို့နဲ့အတူရှိနေတဲ့ဘုရားသခင်ဖြစ်တယ်ချက်တဲမှုတွေကြားထဲမှာဘုရားသခင်ကျမတို့နဲ့အတူရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ဘယ်နေရာမှာပဲရောက်နေဘယ်လိုအခြေအနေကိုပဲရင်ဆိုင်ရဘုရားသခင်ရဲ့မျက်မှောက်တော်နဲ့ဝေးသွားတဲ့နေရာဘုရားသခင်ရဲ့ကျေးဇူးတော်မခံစားရမယ့်နေရာမရှိပါဘူးကျွန်တော်တို့ဆေးရုံပေါ်မှာမျှော်လင့်ချက်ကင်းမဲ့နေတဲ့အချိန်ဖြစ်တော်လဲဘုရားသခင်ကျမတို့နဲ့ဝေးသွားပြီလားဘုရားရဲ့မျက်မှောက်တော်ကနေလွတ်သွားပြီလားဆိုပြီးတော့မစင်စားပါနဲ့အခြေအနေအမျိုးမျိုးတွေကြားထဲမှာဘုရားရဲ့မျက်မှောက်တော်အောက်ကနေဘယ်တော့မှမလွတ်သွားပါဘူး။မှောင်မိုက်တွေကကျမတို့ရဲ့ပတ်ဝန်းကျင်မှာဖုံးလွှမ်းနေမယ်ဆိုရင်တော့မှညဟာလေကျမတို့ရဲ့ပတ်ဝန်းကျင်မှာအလင်းဖြစ်မှာဖြစ်တယ်။မှောင်မိုက်ကကျမတို့ရဲ့အရှိမဘလို့မှမဖုံးနိုင်ပါဘူး။ညပင်ဖြစ်နေပါစေဖယားရဲ့အလင်းနဲ့ကျမတို့ဟာလင်းထိန်နေမှာဖြစ်တယ်။ကျမတို့ဟာဖယားရဲ့အလင်းတော်ထဲမှာရှိနေမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျမတို့ရဲ့အသက်တာမှာကြုံတွေ့ရတဲ့အခြေအနေတွေခံစားရတဲ့အခြေအနေတွေဒီခါတည်းကျမတို့ရဲ့အပြစ်တွေကြောင့်ပေါ့နော်ငါကဘုရားရဲ့ကျေးဇူးတော်ကိုမခံစားသင့်တော့ဘူးငါရဲ့အပြစ်တွေကအလွန်ကြီးတယ်ဘုရားရဲ့ကျေးဇူးတော်ငါရှိလာတော့မှမဟုတ်ပါဘူးလို့မတွေးပါနဲ့ဘုရားရဲ့မျက်မှောက်တော်နဲ့ကိုကဝေးတဲ့နေရာကိုရောက်သွားတော်လဲပဲဝေးတဲ့နေရာကိုထွက်လာခဲ့မိတော်လဲပဲဘုရားသခင်ကကျမတို့နာမှာအမြဲတမ်းရှိနေပါတယ်ဘယ်သူမှကျမတို့ကိုမမြင်ချင်နေပါစေဖျားသခင်ကျမတို့ကိုမြင်နေဘသူရဲ့မျက်မှောက်တော်ရှိမှမရှိချင်နေပါစေဖျားရဲ့မျက်မှောက်တော်ရှိမှကျမတို့ရှိပါတယ်ဘလို့အချိန်မျိုးမှာပဲဖြစ်ဖျားသခင်ဟာကျမတို့နဲ့အတူရှိနေပြီးတော့မှဖျားရဲ့ကျေးဇူးတော်မရောက်နိုင်တဲ့နေရာမရှိတဲ့အတွက်ကြောင့်မို့ကျမတို့ဘလို့ပဲကြုံတွေ့ရပါစေစစ်ပွဲထဲမှာရှိနေပါစေစာလောင်မှုသိခြင်းအနာရောဂါဘေးဒုက္ခတော့အန်တီယန်ဆွဲအမျိုးမျိုးထဲမှာရှိနေပါစေဘုရားရဲ့ကျေးဇူးတော်ကကျွန်တော်ရှိကိုရောက်နိုင်တယ်ဆိုတာကိုဒီနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးခြင်းနဲ့မှောင်မိုက်ကကျမတို့ကိုဖုံးလွှမ်းမယ်ဆိုရင်တော့မှညသည်အလင်းဖြစ်ပါလိမ့်မယ်မှောင်မိုက်ကရှိတော်မှာဘယ်အရာကိုမျှမဖုံးနိုင်ဘူးဆိုတာကိုခွန်အားယူပြီးတော့ကျွန်တော်ရဲ့ဘဝအတ္တမှာဘုရားသခင်ရဲ့ကျေးဇူးတော်တက်ရောက်ခံစားနေရတယ်ကျွန်တော်ရှိနေတဲ့နေရာမှာဘုရားရဲ့မြတ်တာတော်ဖုံးလွှမ်းပြီးဖခင်ရဲ့ကြွယ်ကာခြင်းကိုခံစားနေရတယ်ဆိုတာကိုခွန်အားယူနိုင်ဖို့ရန်ဤနှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးချင်ပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေကောင်းကင်နေမြေကြီးကိုဖန်ဆင်းတော်မူ၍သားသမီးတို့ကိုချစ်တော်မူသောအဖဖျားကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့တစ်နေ့တာလုံးမှာကောင်းမွန်စွာအသက်ရှင်သွားလာလှူရှားစားတော့ရသောအခွင့်ကိုရတဲ့အတွက်ကျေးဇူးတင်တယ်ဘေးကင်းလုံခြုံစွာနေထိုင်ရသောအခွင့်ရပါတယ်ခရစ်ရဲ့မျက်မှောက်တော်ထဲမှာအသက်ရှင်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ကောင်းမြတ်သောဖျားရှင်သားသမီးရဲ့အသက်တာအပေါ်မှာနေ့ရက်တိုင်းမှာလုံလောက်သောဆုကျေးဇူးကောင်းကြီးမင်္ဂလာများကိုပြင်ဆင်ပေးသောကြောင့်အထူးပဲချီးမွမ်းပါတယ်ခဲရန်ဒီရဲ့ကာလကိုဖြတ်သန်းတော်လေကိုရောဤမြတ်တာတော်နဲ့အမြဲတမ်းကွယ်ကာဆောက်ရှောက်ထားသောကြောင့်ကျေးဇူးတင်တယ်လို့ကိုရောဤကျေးဇူးတော်ကိုလည်းခံစားနေရတဲ့အတွက်ချီးမွမ်းပါတယ်ဖာနေ့တစ်တာလုံးမှာကိုရောကောင်းကြီးပေးခဲ့တယ်လို့တညတာလုံးမှာဘေးကင်းလုံခြုံစွာအိပ်ဆက်နားရွာသောအခွင့်ကိုပြင်ဆင်ပေးပါယနေ့ညနှုတ်ကပတ်တော်အားဖြင့်ဖျားရှင်ရဲ့ကျေးဇူးတော်မရောက်နိုင်တဲ့နေရာဖျားရှင်ရဲ့မျက်မှောက်တော်နဲ့ဝေးသွားတဲ့နေရာဘယ်နေရာမှမရှိဘူးဆိုတာကိုလေခွန်အားတကိုပြန်လည်ရရှိသောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်သားသမီးတို့ရဲ့အသက်တာ၌ဘလို့အခြေအနေမျိုးပဲဖြစ်ပါစေဒုစရိုက်ထဲမှာနှိမ့်မွန်းခဲ့ပါစေကျောင်းစရာထိတ်လန့်စရာအခြေအနေတွေနဲ့ကြုံတွေ့ခဲ့ရပါစေတာသမီးတို့မရောက်သင့်မရှိသင့်တဲ့နေရာမှာရောက်ရှိနေပါစေကိုရောဤကျေးဇူးတော်ဒီထိုနေရာမှာပဲရှိနေသောကြောင့်ကျေးဇူးတင်နေကိုရောဤမြတ်တာတော်ဒီလေတာသမီးတို့အပေါ်မှာအမြဲတမ်းလွှမ်းခြုံထားပြီးသောကြောင့်ကျေးဇူးတင်ပါတယ်။အိုးဖျားရှင်ယနေ့မှာသားသမီးတို့နဲ့သက်ဆိုင်သောမိသားစုများအားလုံးဆွေမျိုးသားချင်းကြီးကိုမောင်နှမအားလုံးကိုတနေ့တာအတွက်မိမိတို့၏လုပ်ငန်းခွင်ထဲမှာကောင်းစွာလုပ်ကိုင်ဆောင်ရွက်ခြင်းအခွင့်ကိုရရှိခဲ့တယ်လို့တနေ့တာမှာလည်းအသွေးတော်နဲ့ကြွယ်ကာခြင်းအားဖြင့်အသက်ရှင်နေရခြင်းခွင့်ရသောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ယနေ့ခက်ခဲသောအချိန်ကာလကြီးမှာသားသမီးတို့ကဲ့သို့ကောင်းကြီးများနဲ့ဝေးကွာလျက်နေပြီးတော့မှခက်ခဲခြင်းဒုက္ခတွေကိုခံစားနေရတဲ့သူတွေဒီလေဘုရားရဲ့မေတ္တာဘုရားရဲ့ကျေးဇူးတော်ဒီသူတို့ထံသို့ရောက်ရှိနိုင်တယ်ဆိုတာကိုသိရှိစေပါအထူးသဖြင့်စစ်ပွဲထဲမှာရှိနေတဲ့သူတွေဆာလောင်ခြင်းထဲမှာရှိနေတဲ့သူတွေဆေးရုံပေါ်မှာရှိနေတဲ့သူတွေဝေဒနာမျိုးစုံကိုခံစားရတဲ့သူတွေတ
သေမင်းရိတ်လွှမ်းမိုးသောကြိုင်ထဲမှာရှိနေတဲ့သားသမီးတွေကိုလည်းကိုရောဂျေစုပြုတော်မူပါဘလောက်ပဲမှောင်မိုက်တဲ့ဖုံးလွှမ်းမှုတွေရှိနေပါစေကိုရောမြတ်တာထိုနေရာမှာပဲရှိနေသောကြောင့်ဂျေစုတင်နေအိုးဖျက်ရှင်သားသမီးတို့နိုင်ငံကြီးကိုကောင်းချီးပေးပါပြည်တော်ကြီးကိုချမ်းသာစေပါငါနာမဖြင့်တပုတ်တော်ငါလူတို့သည်ကိုနှိမ့်ချသဖြင့်ငါမျက်နာကိုရှာ၍ဆုတောင်းပတနာပြုရင်သူတို့အပြစ်ကိုဖြေ၍သူတို့ပြည်ကိုချမ်းသာပေးမယ်ဆိုတဲ့အတိုင်းယနေ့သားသမီးတို့၏နိုင်ငံမှာရှိသောပြည်သူပြည်သားများအားလုံးတို့၏အပြစ်ဒုစရိုက်များကိုဖြေလွတ်ဖြေရှင်းပေးတော်မူလျက်သားသမီးတို့ကိုကွယ်ကာစောင့်ရှောက်တော်မူပါကျမ်းမာခြင်းကိုပြင်ဆင်ပေးစနာတော်မူပါအဖအထူးသဖြင့်တိုင်းပြည်ကြီးကိုငြိမ်းချမ်းစေပါတာယာစေပါတိုင်းပြည်ကြီးကိုကွယ်ကာဆောင်ရှောက်ပေးပါအဖစစ်မှတ်များကိုရပ်တန့်ပြီးတော့မူပါစာလောင်နေတဲ့သူတွေကိုကျွေးမွေးတော်မူပါအဖဖျားသခင်ကိုရရှင်ဖျားဤဂယုဏတော်ဤနိုင်ငံကြီးပေါ်မှာတက်ရောက်စေပါဖျားရှင်ဘုန်းတော်ကိုထင်ရှားသောနိုင်ငံကြီးဖြစ်စေပါဘာဖျားဝေဒနာအမျိုးမျိုးကိုခံစားပြီးပင်ပန်းနေတဲ့သူတွေကိုတတ်တရခြင်းခွင့်ပေးပါဒုက္ခအပေါင်းကိုရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းထိုဒုက္ခတွေကလွတ်မြောက်ခြင်းခွင့်ပေးပါဝင်တုပ်များနဲ့လေးလံနေသောသူတွေကိုဝင်တုပ်တီကိုပေါ့ပါစေပါယေရှုတော်ကိုချီးမွမ်းပါဤတညတာလုံးကိုရရှင်ဖျား၏တောင်းတော်ဤအောက်၌ဘေးကင်းလုံခြုံစွာအိပ်စက်ရသောအခွင့်ကိုပေးပါရန်သူစာရန်၏နှောက်ယှက်ခြင်းဖြစ်စေခြင်းအမျိုးမျိုးမှကင်းဝေးစေလျက်ဖျားရှင်လက်တော်ထဲမှာလုံခြုံစွာရှိစေပါမည်အကြောင်းအကျွန်ုပ်တို့ပြည်သူပြည်သားအားလုံးတို့ကိုတညတာအတွက်ကွယ်ကာဆောက်ရှောက်ပါမည်အကြောင်းအသက်ရှင်တော်မူသောသခင်ယေရှုဖျား၏နာမတော်မြတ်၌ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်းစကားအနံပါ၏အဖထာဝရမြတ်စွာသောဘုရားအာမင်